ကျွန်တော်တို့မြန်မာနိုင်ငံကုစားပြု AOD FC အသင်းကတော့စုချင်းငွေဒေါ်လာ3သိန်းကိုသိမ်းပိုက်သွားပြီးအာရှမျိုးသမီးချန်ပီယံလိရဲ့ခြေစစ်ပွဲကိုအောင်သွားခဲ့ပြီပဲဖြစ်ပါတယ်အထူးသဖြင့်ပြောရမယ်ဆိုရင်တော့ပြည်သက်တော်တော်များလည်းသိပြီးကြတဲ့အတိုင်းဒီအာရှခြေစစ်ပွဲစဉ်3ပွဲလုံးမှာအဓိက AOD FC အသင်းငှားရမ်းခေါ်ယူထားတဲ့ဂျပန်ပလေယာ9ဦးရဲ့မောင်းတဲ့အားတွေဟာအဓိကကျခဲ့တဲ့တော့ချက်တွေလည်းဖြစ်ခဲ့ပါတယ်တက္ကသိုလ်လက်ရွေးစင်တွေဖြစ်ကြတဲ့ဂျပန်ပလေယာ9ဦးဟာ AOD ကိုရောက်ရှိလာချိန်ကပွဲတွေမကစားမီမှာပြည်သက်အချို့စိုးရင်ပူပန်မှုတွေရှိကြခဲ့ပေမဲ့လည်းတကယ်သူတို့ရဲ့ကွင်းအတွင်းဆွမ်းဆောင်ရည်တွေကိုမြင်တွေ့ခွင့်ရလိုက်တဲ့ချိန်မှာတော့ဂျပန်ပလေယာ9ယောက်လုံးရဲ့စွမ်းရည်တွေဟာအင်မတန်မှဆွမ်းမက်ဖွယ်ကောင်းလွန်လာတဲ့အခြေအနေမျိုးကိုမျက်မြင်တွေမြင်တွေ့ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်စိတ်မကောင်းစရာတော့မြန်မာပြည်သက်တွေအနေနဲ့ဂျပန်ပလေယာ9ဦးအပါအဝင်ရီဒူချက်မာတို့ကိုဒီပြိုင်ပွဲပြီးရင်တော့မြင်တွေ့ခွင့်ရမှာမဟုတ်တော့ပါဘူးပြိုင်ပွဲပြီးသတင်းစာရှင်းလင်းပွဲကိုတော့ကျွန်တော်တို့ဂျွန်နမတ်23ဂျပန်ပလေယာလေးဖြစ်တဲ့မက်ဆူရိုတက်ရောက်လာပြီးတော့သူဟာဆိုင်သိန်းရှင်းလင်းပွဲမှာသတင်းတော်တွေနဲ့တွေ့ဆုံစဉ်မှာသူမြန်မာနိုင်ငံမှာနေရတဲ့အခိုက်အတန့်လေးမှာအင်မတန်မှပျော်ရွှင်မိတဲ့အကြောင်းတွေကိုသူဟာပြောသားခဲ့ပါတယ်သူတို့9ဦးလုံးဟာဒီ AOD FC အသင်းနဲ့ဒီခြေစစ်ပွဲ3ပွဲအတွက်သာသူတို့အာရုံစိုက်ဖို့လာခဲ့တာဖြစ်ပြီးတော့သူတို့အနေနဲ့မကြခင်ရပ်ပိုင်းအတွင်းမှာဂျပန်နိုင်ငံကိုပြန်သွားတော့မှာဖြစ်တယ်လို့ပြောသွားခဲ့ပါတယ်။ဒါအပြင်အခုလိုမျိုးပုံရိပ်ကောင်းတစ်ခုကို AOD FC အသင်းနဲ့တူသူတို့ဖန်တီးနိုင်ခဲ့တဲ့အတွက်သူတို့လည်းကောင်းမွန်တဲ့ profile တစ်ခုရရှိခဲ့ပြီးတော့သူတို့နဲ့ထပ်ပြီးတော့ဂျပန်ပြည်ရောက်တဲ့အခါမှာတခြား player တွေကိုလည်းမြန်မာနိုင်ငံကအခုလိုမျိုးအစီအပြေပြီးဖော်ရတဲ့အကြောင်းတွေပြောပြမှာဖြစ်တာမို့တခြားဂျပန် player တွေမြန်မာနိုင်ငံကိုရောက်လာနိုင်တဲ့အကြောင်းတွေကိုလည်းသူဟာပွဲပြီးသတင်းစာရှင်းလင်းပွဲမှာပြောသွားခဲ့တာလည်းရှိပါတယ်။သူမတို့ကိုယ်တိုင်လည်းမြန်မာနိုင်ငံကိုနောက်တစ်ခေါက်လောက်ပြန်လာပြီးတော့လာလေခြင်းတဲ့အကြောင်းတွေပြောခဲ့ပေမဲ့အခုလိုမျိုးအမျိုးသမီးလိအသင်းတွေမှာလာရောက်ကစားဖို့ရှိမရှိဆိုတဲ့အပေါ်တော့သူတို့ဟာဘာမှတုံ့ပြန်သွားခြင်းမရှိခဲ့ပါဘူး။တေချာတာကတော့သူတို့ဆက်လက်ပြီးတော့ဒီမှာလာကစားဖို့မရှိနိုင်တော့တဲ့အနေအထားမျိုးလည်းဖြစ်ပါတယ်။ဂျပန်ကစားသမားဂျွန်နမတ်23မက်ဆူရိုကပြည်သက်တွေအတွက်ပြောတဲ့စကားကျေးဇူးတင်တဲ့စကားမှာတော့ဘာထည့်ပြောသွားလဲဆိုရင်အခုလိုမျိုးပြည်သက်တွေအများကြီးကိုတွေ့ရတဲ့အတွက်အင်မတန်မှသူဟာဂျင်းနူးဝမ်းမြောက်မိတဲ့အကြောင်းနဲ့အန်အားလည်းသင်ခဲ့ရတဲ့အကြောင်းပြီးတော့ပြည်သက်တွေဟာအင်မတန်မှချစ်မြတ်လို့ကောင်းပြီးတော့သူမတို့ကလည်းအခုလိုမျိုးရပ်ပိုင်းလေးအတွင်းမှာမြန်မာနိုင်ငံမှာနေသားကျနေပြီဖြစ်တာမို့ပြည်သက်တွေနဲ့ပေးတဲ့မြတ်တာတွေကိုလည်းခံစားရတာကြောင့်သူတို့ပြန်ကန်နီးတော့မှအင်မတန်မှဝမ်းနဲ့ကြည်ခွဲရတယ်လို့ပြောသွားတဲ့အချိန်မှာသူမရဲ့မျက်ဝန်းထဲမှာလည်းဒီခဲကိုပဲမျက်ရည်တွေဝဲနေတဲ့အရေးအယောင်တွေကိုမြင်တွေ့ခွင့်ရခဲ့တာဒါအင်မတန်မှသူ့ရဲ့စိတ်ထဲမှာဘလောက်တောင်မှမြန်မာမှာနေခွင့်ရတဲ့အချိန်မှာကြည်တူးခဲ့တယ်လေဆိုတာအတိုင်းသားမြင်တွေ့ခွင့်ရခဲ့ပါတယ်တေချာတာကတော့ AOD ပြည်သက်တွေအနေနဲ့လာမယ့်နိုဝင်ဘာမှာကျင်းပသွားမယ့်အာရှချန်ပီယံလိအုပ်စုပွဲစဉ်တွေမှာတော့အခုဂျပန်ပလေယာ9ဦးကိုမြင်တွေ့ခွင့်ရမှာမဟုတ်တော့ပါဘူးနောက်ထပ်ပလေယာအသစ်တွေဘယ်လိုတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်ပြီးတော့နောက်တစ်ခုဆိုလို့ရှိရင် Redu Checkma ပါ Redu Checkma ကလည်းသူ့ရဲ့စာချုပ်သက်တမ်း3လဟာပြည့်သွားပြီဖြစ်တဲ့အတွက်သူ့ရဲ့လေးစဉ်အသင်းဘင်္ဂလားဒေ့ရှ်ကိုပြန်ရတော့မှာဖြစ်ပါတယ် Redu Checkma လည်းဒီအပိုင်းအတွင်းမှာသူ့ရဲ့အမိမြေကိုပြန်ရတော့မှာပါသူကိုယ်တိုင်လည်းအင်မတော်မှဝမ်းနေနေတဲ့အရေးအယောင်တွေကွင်းအတွင်းမှာသူ့ရဲ့တငယ်ချင်းတွေကစားဖို့ဟောင်းတွေအကုန်လုံးကိုဖက်ပြီးတော့မြိတ်တွေဝဲပြီးငိုနေခဲ့တာတွေဟာကျွန်တော်တို့ကွင်းနောက်ဘက်ခြမ်းကနေမြင်တွေ့နေရလဲအင်မတန်မှစိတ်မသက်သာရပါတယ်သူကိုယ်တိုင်လည်းမြန်မာနိုင်ငံကိုချစ်မြတ်နိုးတဲ့သူတယောက်ဖြစ်တဲ့အတွက်သူ့ရဲ့ကစားပေါ်တွေကိုလည်းချစ်မြတ်နိုးမှာတော့အမှန်ပါပဲတကယ်လာမယ့် Asia Game မှာတော့ကျွန်တော်တို့မြန်မာနဲ့အတူတူဘင်္ဂလားဒေ့ရှ်လေးစဉ်အသင်းဟာလည်းတအုပ်စုတွေကြားရောက်နေမှာမို့အဲ့အချိန်မှာတော့သူတို့တငယ်ချင်းတွေအကုန်လုံးဟာပြိုင်ဘက်တွေအဖြစ်ပြန်လဲတွေ့အောင်မှာဖြစ်ပါတယ် AOD FC အသင်းအနေနဲ့ကတော့ Redu Checkma ကိုနောက်ထပ်စာချုပ်သက်တမ်းတိုးမတိုးဆိုတဲ့အစီအစဉ်ကိုအခုချိန်ထိထုတ်ပြခြင်းမရှိသေးပါဘူးနောက်ထပ်ပြည်သက်တွေအကုန်လုံးကတော့ Redu Checkma ကိုနောက်ထပ်စာချုပ်သက်တမ်းတိုးဖို့အတွက်မျှော်လင့်နေကြတော့အမှန်ပါတယ်ဒီအပိုင်းမှာလည်း Redu ကဘယ်အင်တာဗျူးမှမဖြေထားတဲ့အတွက်သူ့ရဲ့ဘက်ကထွက်ဆိုလာတဲ့ထွက်ဆိုချက်တွေကိုလည်းဘာတစ်ခုမှလည်းမသိရသေးသလိုမျိုး AOD ဘက်ကလည်း Redu Checkma နဲ့ပတ်သက်ပြီးတော့နောက်ထပ်စာချုပ်သက်တမ်းထပ်တိုးဖို့ရှိမရှိဆိုတာတွေကိုတရားဝင်ထုတ်ပြန်ကြေညာထားခြင်းလည်းမရှိသေးပါဘူးအဲဒါကြောင့်မြန်မာပြည်သက်တွေနဲ့လောလောလတ်လတ်ပွဲစဉ်တွေမှာတော့လာမယ့်အုပ်စုပွဲစဉ်တွေမှာထပ်ပြီးတော့ Redu Checkma ကိုတွေ့ခွင့်ရမလားဆိုတာတော့အတိအကျပြောနိုင်ခြင်းမရှိတော့ပါဘူးဒါပေမဲ့လည်း AOD ရဲ့တောင်ပန်တိုက်စစ်နေရာမှာအမေရိကန်နိုင်ငံသူမက်ကန်နာဒါဗင်ဆင်ကိုခေါ်ယူထားပါတယ်ခေါ်ယူထားတာသူ့ရဲ့စာချုပ်သက်တမ်း6လလားမသိပါဘူးဇန်နဝါရီလထိချုပ်ဆိုထားတယ်လို့တော့အကြံဖြင့်သိထားပါတယ်ကျန်တာကတော့တေးကြတာကတော့ကျွန်တော်တို့မက်ကန်နာဒါဗင်ဆင်ကိုကျွန်တော်ဒီအုပ်စုပွဲတွေမှာတော့ဆက်လက်ပြီးတော့မြင်တွေ့ခွင့်ရအောင်ပါသူ့ရဲ့လုံနှုံးအားတွေကိုလည်းမြင်တွေ့ခွင့်ရမယ်ပြီးတော့သူဟာဒီခြေစစ်ပွဲစဉ်မှာတော့တပွဲလောက်ပဲကစားလိုက်ရတာမို့သူ့ရဲ့လုံနှုံးစွမ်းအားတွေကိုတပွဲပဲမြင်တွေ့ခွင့်ရသေးတာမို့နောက်ထပ်သူ့ရဲ့ performance တွေဘာတွေထက်ရှိလာမလဲဆိုတော့ AOD ပြည်သက်တွေနဲ့အတူကျွန်တော်တို့ကလည်းဆက်လက်ပြီးတော့စောင့်ကြည့်ရအောင်ပါ
ကျန်တဲ့ပြည်တွင်း player တွေဖြစ်ကြတဲ့လေးမြတ်မိုးတို့ဝင်းသိန်းကြီးထွန်းတို့စတဲ့ player တွေအကုန်လုံးကတော့နားလည်မှုတွေနဲ့လှုပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အာရှချန်ပီယံလိအုပ်စုပွဲတွေမှာလည်းဆက်လက်မြင်တွေ့ခွင့်ရမယ်လို့မှတ်ယူလို့ရပါတယ်ဒါပေမဲ့လည်းဒီနေ့လေးမြတ်မိုးပြောသွားတာကတော့သူကတကယ်လို့ AR တဲ့ဆက်ကစားခွင့်ရမယ်ဆိုလို့ရှိရင်လည်းအုပ်စုပွဲစဉ်တွေအထိဆက်ကစားခွင့်ရမယ်ဆိုရင်လည်းသူကဆက်ကစားနေဦးမှာဖြစ်တဲ့အကြောင်းကိုရေးမို့ပြောသွားတာကြည့်လို့ရှိရင်သူတို့တွေနားလည်မှုတွေနဲ့ဆက်ပြီးတော့လှုပ်ထားတဲ့ပုံစံမျိုးတွေရှိလိမ့်မယ်လို့မြင်မိပါတယ်။ဘာကြောင့်လဲဆိုတော့ AR FC အသင်းအနေနဲ့ကတော့အဲ့လိုမျိုးပြည်တွင်း player နဲ့ပတ်သက်ပြီးတော့တစုံတရာထုတ်ပြန်ကြေညာထားခြင်းတွေဘာမှမရှိသေးတာကြောင့်ပရိသတ်တွေနဲ့ထပ်တူပဲအာရှချန်ပီယံလိရဲ့အုပ်စုပွဲစဉ်တွေကိုနိုဝင်ဘာလထဲမှာဆက်လက်စောင့်မျှော်ရင်းနဲ့ရင်ခုန်နေရအောင်ပါ